တဲ့နိုင်တိုင်းတရချောင်းမြို့နယ်ကဝင်းဝတတာအနီးမှာအကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းတပ်တွေကြား2 ရက်ဇက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုတွေရှိထားပြန်တယ်လို့လက်နက်ခဲယမ်းအချို့ပါသိမ်းဆည်းရရှိထားတယ်လို့ KNL တရင်4ရဲ့ပဒီတလုံးတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ဒါကတော့နိုဝင်ဘာလ10ရက်နေ့နဲ့17ရက်နေ့တွေမှာပဲတဲချောင်းမြို့နယ်ဘက်ကစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းတပ်တွေကြားဝင်းဝတတာအနီးမှာ2 ရက်ဇက်တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်ဆိုပါတယ်။အဲဒီလိုတိုက်ပွဲတွေအတွင်းဒေါ်လာရေးဘက်ကနေမြေအသာစီးရှိထားတဲ့အတွက်စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုတွေရှိထားပြန်တဲ့အပြင်သူတို့စီကနေလက်နက်ခဲယမ်းအချို့လဲတင်းစီရရှိထားသေးတယ်လို့ KNL တရင်4ရဲ့ပဒီတလုံးတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။လက်ရှိတိုင်းတိုင်းဘက်မှာဒေါ်လာရေးတပ်တွေထိန်းချုပ်ထားတဲ့နေမြေတွေကိုစစ်တပ်ကပြန်လဲထိန်းချုပ်ခြင်းနေတဲ့အတွက်စစ်ကြောင်းထိုးတာတွေတွားလုပ်နေပြီမဲ့သူတို့စစ်တပ်ဘက်ကသာအခုလိုဒေါ်လာရေးတပ်တွေရဲ့တံပြန်တိုက်ခိုက်ခြင်းမှုကိုခံရတဲ့အခြေအနေတွေသာအမြဲလိုကြုံတွေ့နေရပြီးနိုဝင်ဘာလ14ရက်နေ့ကဆိုရင်လေတိုင်းတိုင်းမြို့နယ်မှာရှိတဲ့ထိုင်းမြန်မာနယ်စပ်ကမောတောင်မြို့ကိုပါ KNL PDF ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပါသေးတယ်ခင်ဗျာရေဖြူမြို့နယ်ကလျာမလဲတောင်လမ်းပိုင်းကရောက်ဖူးရွာမှာရောက်နေတဲ့ဆရာနာရှင်တပ်သားတွေကိုဒီကနေ့နိုဝင်ဘာလ24ရက်နေ့မနက်ပိုင်းမှာတော်လှန်ရေးတပ်တွေကပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။မနက်၈နာရီလောက်ကရွာလယ်မှာကင်းချပြီးလမ်းပိုင်းစစ်ဆေးဖို့ပြင်နေချိန်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးဆရာနာရှင်တပ်ဘက်ကလည်းပြန်လည်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ပြစ်ခတ်မှုဖြစ်ပွားခဲ့ပေမဲ့လည်းကလျာမလဲတောင်လမ်းပိုင်းပိတ်တာမရှိဘဲပုံမှန်အတိုင်းသွာလာနေကြတယ်လို့ကသမားတွေစီကသိရပါတယ်။ဒါအပြင်ဆီယနာရှင်တပ်သားတွေရွာထဲဆက်ရှိနေတဲ့အတွက်တိုက်ပွဲထပ်ဖြစ်မှာကိုရွာသားတွေဆွေးနွေးနေကြပါတယ်။မလဲတောင်လမ်းပိုင်းမှာရှိတဲ့ဆီယနာရှင်တပ်ကစက်တင်ဘာလဆန်းကစလို့နေရာတစ်ခုထဲတက်ဆွဲနေထိုင်တာမလုပ်တော့ဘဲရွာစဉ်လှည့်ပြီးပြောင်းရွှေ့တက်ဆွဲလေးရှိတယ်လို့ဒေသခံတွေကပြောပါတယ်။အဲဒီလိုရွာစဉ်လှည့်ပြောင်းရွှေ့နေရယူတာမှာအရက်သားကားတွေကိုချောဆွဲပြီးအရွှေ့ပြောင်းလုပ်ကြတယ်လို့လမ်းပိုင်းအသုံးပြုတဲ့ကားသမားတွေစီကသိရပါတယ်။အာနာသိမ့်ပြီးနောက်ပိုင်းဒဝဲတက္ကသိုလ်မှာနေ့တင်တန်းလျှောက်ထားသူနှစ်စဉ်ရောကြနေပါတယ်။ဒီသတင်းကိုဒဝဲဝက်အဖွဲ့သားတို့ကပြောပြပေးသွားမှာပါရှင်။အာနာသိမ့်ပြီးနောက်ပိုင်းဒဝဲတက္ကသိုလ်မှာနေ့စဉ်နေ့တင်တန်းလျှောက်ထားသူရောကြနေတဲ့အကြောင်းစက်ကော်မရှင်ပညာရေးဝန်ကြီးဌာနရဲ့စည်ရင်းနဲ့တက္ကသိုလ်ပညာရေးတိုင်းဝိုင်းစီကနေသိရပါတယ်။အခု2025-2026ပညာသင်တဲ့အတွက်ဒဝဲတက္ကသိုလ်မှာဘာသာရဲ့16ခုရဲ့နေ့တင်တန်းဝေခွဲရသူ100သားရှိပြီးဝေခွဲရကျောင်းသားဦးရေ10ဦးပြည့်မီတဲ့ဘာသာရဲ့3ခုသားရှိပါတယ်။အာနာသိမ့်ပြီးနောက်ပိုင်းဒဝဲတက္ကသိုလ်မှာနေ့တင်တန်းဝေခွဲလျှောက်ထားသူဇက်တိုက်ရော့နေနေပြီး2021-2022ပညာသင်နှစ်မှာ324ဦး2022-2023မှာ162ဦး2023-2024ပညာသင်နှစ်မှာ98ဦးနဲ့အခုနှစ်မှာ83ဦးဝေခွဲရခဲ့တာပါ။အဲဒီလိုနေ့တင်တန်းဝေခွဲညွှန်နေရတာကကမြို့ကေးတရစစ်စေးဂိတ်ကိုနေ့စဉ်ဖြတ်တန်းပြီးကျောင်းလာမတက်လို့ကြားတဲ့အတွက်ဖြစ်တယ်လို့ပညာရေးအတိုင်းဝိုင်းကသုံးသပ်ပါတယ်။ကမြို့ကေးတရစစ်စေးဂိတ်မှာတက္ကသိုလ်ကျောင်းသားတွေတမကပဲတက္ကသိုလ်ကဆရာဆရာမတွေလည်းအခြေချမြစ်စွာစစ်ဆေးခံရလေးရှိတယ်လို့တက္ကသိုလ်အတိုင်းဝိုင်းကဆိုပါတယ်။ကမြို့ကေးတရစစ်စေးဂိတ်ဟာလောင်းလုံးမြို့နယ်ဘက်တွေရှိတဲ့ဒဝဲမြို့အဝေးအထွက်ဂိတ်တစ်ခုဖြစ်ပြီးစစ်မှုထမ်းဖက်စီစုဆောင်တာတွေမကြာခဏအလုပ်လေးရှိတဲ့ဂိတ်တစ်ခုလည်းဖြစ်ပါတယ်။ကျွန်းစုမြို့နယ်ဖျားထွက်ကျေးရွာဘက်ကပဲ့တိုင်ကျေးရွာပြူစောတိစခန်းကိုလက်နက်ခဲယင်းတွေတည်ဆောင်လာတဲ့ပြူစောတိကား2စီးကိုတော်လှန်ရေးတပ်တွေကတိုက်ခိုက်ပြီးပြူစောတိအဖွဲ့ဝင်ဟောင်း2ဦးကိုဖမ်းဆီးထိန်သိမ်းထားတယ်လို့ဆိုပါတယ်။အခုလ23ရက်နေ့မနက်ပိုင်းမှာဗိတ်ခရိုင်ပကဖနဲ့ကျွန်းစုမြို့နယ်ပကဖတို့ကကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခြင်းကားတစ်စီးကြံခဲ့တယ်လို့ဆိုပါတယ်။အဲဒီကားပေါ်မှာ60မမလက်နက်ကြီးတစ်ခု60မမကြီး9လုံး6မမကြီး38တောင်းနဲ့လက်ပစ်ပုံ2လုံးတို့ကိုသိမ်းမိခဲ့ပြီးရင်မောင်းတဲ့ပြူစောတိအဖွဲ့ဝင်ဟောင်း2ဦးကိုလည်းဖမ်းမိခဲ့တာပါ။